9年目セビンパチジャヤン漢字は5万文字ほどもあると言われているが一番漢字にバッタビオなんだディサボがဒီ漢字やဆိုလို့ရှိရင်အလုံးကြီး9000လောက်ရှိရလို့ပြောကြပြီမင်းလို့တဲ့これを全部使うのは大変だဒီဟာတွေအားလုံးကိုသုံးပြဆိုတာကတော့မဖြစ်နိုင်ပါဘူးတဲ့မလွယ်ပါဘူးနော်そこでအဲ့ဒီကြောင့်日本では1981年に普段使う漢字を1945文字に決めဒါကြောင့်မလို့ဒီဂျပန်မှာ1980ခုနှစ်မှာနော်ပုံမှန်အသုံးပြု普段使うဆိုပုံမှန်အသုံးပြုမဲ့漢字ကိုတဲ့အလုံးကြီး1945လုံးသတ်မှတ်လိုက်တယ်တဲ့これを常用漢字と読んでいたဒါတွေကိုနေ့စဉ်သုံး漢字ဆိုပြီးတော့ပုံမှန်သုံးအများသုံး漢字ဆိုပြီးတော့ဖော်ပြလိုက်ကြတယ်တဲ့ခေါ်ဆိုခဲ့ကြတယ်ပေါ့နော်そしてပြီးတော့なるべくこの違反で漢字を使うようにしたတက်နိုင်တယ်လို့ဒီအလုံးကြီး1945ထဲကနေပဲတက်နိုင်တယ်လို့ပေါ့နော်အဲ့ဒီခန်းကြီးပဲအသုံးပြုစီမံခဲ့ကြတယ်ပေါ့နော်この常用漢字の数がအဲ့ဒီရဲ့ဒီပုံမှန်အများဆုံးခန်းကြီးတွေကခန်းကြီးအရေအတွက်တွေကတဲ့2010年に1945文字から2136文字に増えたဒီ2010ခုနှစ်မှာဆိုလို့ရှိရင်1945လုံးကနေပြီးတော့2136လုံးထိများပြားလာခဲ့တယ်တိုးပွားလာခဲ့တယ်တဲ့どうしてだろうဘာကြောင့်မှလဲတဲ့အဲ့တော့အဖြေကတရားမတော်ကြည့်ပါလားどうしてだろうဘာကြောင့်မှလဲဒါကဘာလဲဆိုရယ်နော်ဒါကဘာလဲဆိုရင်ဒီသူ့ရဲ့အကြောင်းပြချက်ကဘာလဲဆိုရယ်ဝါတဲ့パソコンや携帯電話などの情報機器の発達よりဒါဆိုလို့ရှိရင်ကွန်ပျူတာတွေဖုန်းတွေအချက်လက်တွေသတင်းအချက်လက်တွေဒီပစ္စည်းကိရိယာတွေတိုးပွားလာတဲ့အတွက်ကြောင့်မလို့တဲ့ယော်ဒီတိုးပွားလာတဲ့ကြောင့်မလို့ပတ်သက်ပြီးပေါ့နော်တိုးပွားလာတဲ့နဲ့အမြတဲ့တဲ့書くのが難しかった漢字が簡単に表記できるようになりလက်နဲ့ကိုရေးမဲ့ဆိုရင်ခက်ခဲတဲ့漢字တွေကအလွယ်တကူပဲအဲ့ဒီကွန်ပျူတာတွေဖုန်းနဲ့ရေးမဲ့ဆိုလို့ရှိရင်လွယ်လွယ်ကူရေးနိုင်လာတဲ့အတွက်ကြောင့်မို့လို့ရဲ့漢字の使用が増えておっためであるဒီခန်းကြီးအသုံးပြုရမယ့်နယ်ပယ်တွေလည်းကျေပြန့်များပြားလာတယ်ပေါ့နော်例えばဥမာအဖြစ်気分が沈んだ状態であるうすすという言葉をメールで使う場合はဒီစိတ်တက်ကြခြင်းဆိုတာနဲ့စိတ်တက်ကြနေတဲ့အချိန်မှာရေးတဲ့စကားလုံးပေါ့နော်ရှိစွန်းတာတဲ့အဲ့ဒီစိတ်တက်ကြတဲ့စကားလုံးပါလဲဆိုuse という言葉をဒီ email 版မှာသုံးမယ်ဆိုလို့ရှိရင်ね use と漢字で表記する人が増えてきたဒီ漢字လို့နော် use ဆိုတဲ့漢字ဒါဒီ漢字ကရေးမယ်ဆိုလို့ရှိရင်ဒါတော်တော်ခက်ခဲတဲ့漢字လေအဲ့တော့လက်နဲ့ရေးမယ်ဆိုရင်ဖြစ်နေတယ်ဒါပေမဲ့ကွန်ပျူတာနဲ့အဲ့ use ဆိုရိုက်လိုက်တဲ့အဲ့ဒီ漢字ထွက်လာမယ်ထွက်လာကြအဲ့လိုမျိုးထွက်လာတဲ့အတွက်ကြောင့်အဲ့လိုမျိုးရေးသားတဲ့လူတွေကတိုးဝါလာတယ်တဲ့このuseとはと新しく非常用漢字になって漢字であるဒီစကားလုံးကဆိုလို့ရှိရင်ဒီစိတ်တက်ကြခြင်းဆိုစကားလုံးဆိုလို့ရှိရင်ခန်းကြီးရဆိုလို့ရှိရင်အခုကပုံမှန်နေ့စဉ်အသုံးပြုတဲ့ခန်းကြီးတစ်ခုဖြစ်လာခဲ့တယ်ပေါ့နော်ရှိခါစီတို့တော်များလဲ日本に外国人が増加してဂျပန်မှာအခြားနိုင်ငံသားတွေများပြားလာတဲ့အတွက်ကြောင့်မလို့တဲ့ပြန်များပြားလာပြီးတော့ခန်းကြီးက苦手な人もいるため漢字မရတဲ့သူတွေရှိတဲ့အတွက်ကြောင့်မို့လို့ရဲတဲ့常用漢字を減らすべきだという意見もあるနေ့တင်သုံးပုံမှန်သုံး
ခန်းကြီးတွေကိုရှော့ချရမယ်ဆိုတဲ့အမြင်တွေလည်းရှိပါတယ်တဲ့ဒါကြောင့်ဒုနိုယောနာခန်းကြီးကိုခန်းကြီးယောခီကယောနောကဘယ်လိုခန်းကြီးတွေကိုမှတ်သားကြမလဲမှတ်သားကြတာကကောင်းမလဲဣစုဒုက္ခတဲ့ဒုံနာယောခီကိုစကောင်းနောကဤကဘယ်ချိန်မှာဘယ်လိုနေရာမှာဘယ်လိုမျိုးအမှတ်သားတွေကိုပြုလုပ်ပြီးတုံးပြတာကကောင်းမလဲဆိုတာကတဲ့သမနာတန်ခရခန်ခိုင်တဲ့အခနာကေရဘာနာရနာအင်းဒရောဒါဆိုလို့ရှိရင်အမျိုးမျိုးရှုထောင့်နဲ့ကြည့်ရှုပြီးတော့စဉ်းစားသွားရမယ့်အရာဖြစ်တယ်မဟုတ်လားတဲ့စဉ်းစားသွားလို့မဖြစ်မနေစဉ်းစားသွားရမှာမဟုတ်ဘူးလားဆိုတဲ့ဒီနော်အဲ့တော့ဒီအောက်ကလေးဖြစ်ကြည့်အောင်အောက်ကလေးကသူဟိကျော်ရခန်းကြီးနော်ခန်းစကားတဲ့ဖူရတာရီကိုဝနန်းနေတာသူ့အမိကနေ့စဉ်ပုံမှန်သုံးများတဲ့စကလုံးတွေခန်းကြီးတွေကတိုးပွားလာတဲ့အကြောင်းရင်းကတဲ့အရေးအတွက်တိုးပွားလာတဲ့အကြောင်းရင်းကပါလေ1日本で生活したり働いたりする外国人が増えているからဂျပန်မှာနေထိုင်တဲ့လူတွေအလုပ်လုပ်နေတဲ့သူတွေနိုင်ငံသားတွေများပြားလာအတွက်ကြောင့်မဟုတ်လို့တဲ့အဲ့လည်းမဟုတ်ပါဘူးနေ့ခန်းကြီးတွေခိုင်တာဟိုကဝါကရီယာစီကဒီစပို့တဲ့မှာခန်းကြီးနဲ့ရေးတာကလွယ်ကူစွာနားလည်နိုင်တယ်လို့ရေးမထားပါဘူးစမေးတို့စကောဟီတိုကဖွေးတဲ့တခါမေးသုံးများတဲ့လူတွေကြောင့်တိုးပွားလာတဲ့ကြောင့်မဟုတ်ပါဘူးညွန့်ပန်ကစေကိုင်ပါဘာလဲဆိုဂျောဟိုခီကီကဟာတဆစီခန်းကြီးနဲ့ရှီယောကဖွေးတဲ့ခါဒီမှာရေးထားပါတယ်ဒါဒီသတင်းအချက်လက်အသုံးပြုလို့ရတဲ့ဤပညာတွေတိုးတက်လာတဲ့အကြောင်းမလို့ဒီခန်းကြီးလည်းတိုးပွားများပြားလာတာလို့ကောက်ချက်ချပါတယ်အဲ့တော့ဒါကmorning 7မှာနောက်ထပ်ပုတ်စာလေးမှာပြန်လည်ဆုံတွေ့ပါမယ်နားမလည်ရများရှိရင်တခုသိချင်တာများရှိရဆိုလို့ရှိရင်လည်းcomment boxလေးမှာ